မိဘတွေကိုတင်ငန်းစာပေးချင်တာနဲ့ကြေးလက်မှာကြီးပြင်းခဲ့ရတဲ့သမီးရင်းဟာအိမ်ပြန်ရောက်တာနဲ့တကားကိုကန်ဖွင့်ဝင်လိုက်တယ်။ဒါပေမဲ့သူမထင်ထားသလိုမိဘတွေကသူမကိုမမုန်းတိကြပဲတညလုံးဘေးကင်းလုံခြုံစွာအိမ်ပြန်ရောက်လာဖို့ဆူတောင်းနေကြတာကိုတွေးလိုက်ရလို့အံ့အားသင့်သွားတယ်။ပြန်လာတာကိုညှင်းပယ်လိုက်မယ်လို့ထင်ထားတဲ့မွေးစားညီမကလည်းအကြီးမဖြစ်သူကိုစိတ်အနှောက်အယှက်မဖြစ်စေဖို့အသေးအဖွဲကအစတတိထားပြီးဂယုတစိုက်လာရောက်နှုတ်ဆက်တယ်။ဒါကိုမြင်တော့မိန်းကလေးကချက်ချင်းပဲတစ်ခုခုထူးဆန်းနေပြီလို့တန်တရားဝင်လာတဲ့ဘာတွေဖြစ်နေလဲဆိုတာကိုသူမမစင်စားရသေးခင်မှာပဲမိခင်ကသူမကိုအပေါ်ထက်ဆွဲခေါ်ပြီးအိတ်ခမ်းရွေးခိုင်းတဲ့ဖခင်ဖြစ်သူကတော့သူမကြေးလက်ကနေယူလာတဲ့ခီးဆောင်အိတ်ကိုတွားယူတယ်တစ်ဖက်တည်းနဲ့တဲလာတဲ့အိတ်ကိုသူဘလောက်ပဲစူးစမ်းကြည့်ပေမဲ့မနိုင်တာကြောင့်တအံ့တော့ဖြစ်သွားတယ်တစ်ချိန်တည်းမှာပဲအပေါ်ထက်ရောက်လာတဲ့မိန်းကလေးဟာလုံးဝခြားနာတဲ့အခန်းနှခန်းကိုမြင်လိုက်ရတယ်မိဘတွေကသူမကိုအိမ်ပေါ်ခန်းမှာနေခိုင်းပြီးခန်းသားစွာဆင်ရင်ထားတဲ့မင်းသမီးခန်းကိုမွေးစားညီမအတွက်ပေးထားလိုက်မဲလို့ချက်ချင်းပဲထင်လိုက်တယ်သူမသားညှင်းဆန်ရင်မွေးစားညီမကငိုယိုပြီးမိသားစုတစ်ခုလုံးကကိုချင်းတရားအရသူမကိုအပြစ်တင်ကြလိမ့်မယ်လို့လည်းယုံကြည်တယ်ဒါနဲ့သူမဟာအိမ်ပေါ်ခန်းကိုရဲရဲဝံ့ဝံ့ရွေးချယ်လိုက်တယ်ခုနကမှရောက်လာတဲ့ဖခင်ကသူမရွေးလိုက်တဲ့အခန်းဟာမွေးစားညီမရဲ့အခန်းဖြစ်ကြောင်းပြောပြတယ်သူမဟာကြေးလက်မှာဒုက္ခများစွာခံစားခဲ့ရတာကြောင့်ရော်ကြီးအနေနဲ့အကောင်းဆုံးခန်းကိုရထိုက်ကြောင်းလည်းထပ်ပြောတယ်ဒီစကားကိုကြားလိုက်ရတော့မိန်းကလေးဟာပိုပြီးတောင်ရှုပ်ထွေးသွားပြီးမိသားစုခုလုံးကသူမကိုထိခိုက်နာကျင်စေမဲ့မကောင်းတဲ့အကြံစီတစ်ခုကိုဖန်တီးနေကြတာပဲလို့ထင်လိုက်တယ်ဒါပေမဲ့တနေကုန်ခီးပန်းလာတာကြောင့်အများကြီးမစင်စားတော့ပဲအိပ်ပျော်သွားတယ်နောက်နေ့မနေ့စောစောမှာပဲမွေးစားညီမကလာနှိုးပြီးထမင်းစပွဲစီဆွဲခေါ်သွားမယ်လို့သူမလုံးဝမထင်ထားခဲ့မိဘူးအဲ့ဒီခါကျမှမိသားစုကမနှက်စာပြင်ဆင်ပြီးသားဖြစ်ပေမဲ့ဘယ်သူမှမစားရဲပဲစောင့်နေကြတာကိုသတိပြုမိတယ်အဲ့ဒီအချိန်မှာပဲအိမ်ဖော်ကခန်းထားတဲ့အဝတ်စားတွေဝတ်ပြီးဈေးဝယ်ရာကပြန်ရောက်လာတယ်မိသားစုတစ်ခုလုံးကချက်ချင်းပဲရိုသေလေးစားစွာထရက်ပြီးနှုတ်ဆက်ကြတယ်လို့မွေးစားညီမကလည်းသူမကိုလှုပ်လှုပ်ရှားရှားဆွဲထုတ်လိုက်တယ်ဒါပေမဲ့မိန်းကလေးကသူမမိသားစုဟာအိမ်ဖော်ကိုဘာလို့ဒီလောက်အထိရိုသေနေရတာလဲဆိုတာနားမလည်တာကြောင့်မထားပဲညှင်းဆန်ခဲ့တယ်ဒါနဲ့အိမ်ဖော်ကသူမကိုတတိထားမိသွားပြီးအခုမှအိမ်ပြန်ရောက်လာတဲ့ပျောက်ဆုံးနေတဲ့သမီးအရင်ဆိုတာနင်းလားဆိုပြီးလောင်ပြောင်တဲ့လေတံနဲ့မေးလိုက်တယ်မိဘတွေကလည်းအိမ်ဖော်ကသူမကိုတခုခုလုံးမှစိုးရိမ်တဲ့ပုံနဲ့စကားလမ်းကြောင်းအမြန်ပြောင်းကအစားအသောက်တွေအစင်သင့်ဖြစ်နေပြီဖြစ်ပြီးအားလုံးကသူမကိုစားဖို့စောင့်နေတာဖြစ်ကြောင်းပြောလိုက်တယ်။အိမ်ဘော်ကတော့စားကြဖို့လက်ကပြပြီးစိတ်မရှိတဲ့ပုံပြလိုက်တယ်။အဲ့ဒီအခါကျမှလူတိုင်းစားရဲကြတော့တယ်။အိမ်ဘော်ကအဲ့ဒီအခွင့်အရေးယူပြီးမိန်းကလေးနာကိုကက်ကမိသားစုတစ်ခုလုံးကကောက်ကျစ်စင်လဲသူတွေဖြစ်ကြောင်းနဲ့သူမတတိထားဖို့လိုကြောင်းလူအများရှိမှပဲတတိပေးသွားတယ်။ဒါကမိန်းကလေးကိုပို့ပြီးတော့ဝေခွဲမရဖြစ်စေခဲ့ပြီးအိမ်ဘော်ကဘာလို့အိမ်ရှင်မလိုမျိုးပြုမှုနေရတာလဲလို့တွေးမိခဲ့တယ်။အိမ်ဘော်ထွက်သွားပြီးနောက်မှာတော့သူမမနေနိုင်ပဲမိဘဖေကိုဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပေမဲ့သူတို့ကရှင်းပြဖို့ညှင်းဆန်ပြီးမကြခင်အသားကျသွားလိမ့်မယ်လို့သာပြောတယ်ပြီးတော့ကြောင်းအပ်ဖို့အတွက်မွေးစားညီမနဲ့အတူသွားဖို့စီစဉ်ပေးလိုက်တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ချမ်းသာတဲ့မိသားစုရဲ့သမီးဖြစ်တဲ့မွေးစားညီမမှာကြောင်းကိုလိုက်ဖို့ပေးမဲ့ကာတိတတ်မရှိပဲဘက်ထရီဆိုင်ကယ်နဲ့သွားရတာကိုမိန်းကလေးကတွေးလိုက်ရတယ်ကြောင်းရောက်တော့မွေးစားညီမကအတန်းထဲမှာအဆိုးဆုံးနေရာမှာထိုင်နေတာကိုမြင်ပြီးပို့လို့တောင်အံ့အားသင့်သွားတယ်ဘာတွေဖြစ်နေတာလဲလို့သူမမေးမလို့ရှိတော့မှပဲအိမ်ဖော်ရဲ့သားကမောက်မောက်မာမာနဲ့ရောက်လာပြီးရေတန့်တစ်ခွက်ယူလာပေးဖို့အမိန့်ပေးလိုက်တယ်ဒီကောင်လေးကသူမကိုအနိုင်ကျင့်ဖို့မွေးစားညီမကဆေလွတ်လိုက်တဲ့တယောက်ယောက်များလာလို့မိန်းကလေးကတန်တရားဝင်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမွေးစားညီမကနာခံစွာထရက်ပြီးအိမ်ဖော်သားအတွက်ရေတန့်တစ်ခွက်ခတ်ပေးလိုက်တယ်လို့အမကိုစိတ်မရှုပ်ပါနဲ့လို့တောင်းပန်လိုက်တယ်ဒီဖြေကိုကြားတော့အိမ်ဖော်သားကရေကိုမွေးစားညီမစီဓာတ်ရိုက်ပက်